ရှင်ရောရှင်ချိုးတွေရောစယူပြီးကြတဲ့အခုချိန်ပြောင်းနေဟောရှင်ကိုရှင်သိရလား ဘာတွေလဲကွာမင်းကလည်းကွာမဟုတ်ပါဘူးငါဘာရှိုးငါငွေရှာရတာတမျိုးအပြင်မှာအတော့ကပင်ပန်းရတာမျိုးမင်းတို့မိန်းမတွေကွာမသိတတ်လိုက်တာပါကြည့်ပါဦးဇီယုံရဲ့ကလေးပြန်ဝဲဘယ်တော့တာရပြန်ကောင်းလဲဟမ်ဒါပြီပဲတော့ ဒါပြီဘာသွားကြတယ်ပြန်ပေါင်းလိုက်ဖို့ပေါ့ဒါနဲ့ခဏထိုင်အောင်မ ခမရလဲမ ဟောမခဏထိုင်ပါဦးမမျက်စိမိတ်တာနော်မျက်စိဖွင့်မှသိရလက်ဘယ်လက်လေးမျက်စိဖွင့်ရပြီဒါမောင်မောင်ကလက်ထက်ခွင့်တောင်းတဲ့လက်ထက်လက်စုပ်ပေါ်မှာရယ်မောင်ဘယ်လိုတဘောရလဲမောင်ရဲ့လက်ထက်ခွင့်တောင်းတာကိုလက်ခံရလား လက်ကကတော့မရောင်းဝမ်းတာပဲ ဒါဆိုရင်မနဲ့မောင်ရဲ့မင်္ဂလာပွဲကိုအမြန်ဆုံးစီစဉ်လိုက်တော့မယ်နော်မိဘရေကိုအကုန်လုံးဖွင့်ပြောပြီးပြီမောင်မက ဟုတ်ပါပြီပေါ့အမောင်ပန်းလေးပန်နေမယ်မလည်းရှုပ်ကလေးရမိုက်နေတယ်အဲ့ဒါတော့နော်လာမပြောရမယ် တော်တော်ဟုတ်မှာ မနဲ့မောင်ထာဝရမခွဲတူသဆုံးတန်ရပတ်တန်ရှစ်သွားကြမယ်နော် မောင် ကဲမောင်တော့ကွာဟိုလောဘကြီးရလို့ပဲပြောဆန္ဒဆုံးရလို့ပဲပြောတတလေးပဲဖြစ်မီမီလေးပဲဖြစ် မောင်လည်း လူချင်းတာကွာကိုကလေ ဘာလို့လဲကုမမင်းလားဗျာ ဩဒါတော့မှလည်းဒါပေမဲ့ဟိုမောင်လူချင်းတဲ့အောင်ပြောပြတာပါလေမငွေပေးခြင်း မောင်လည်းစင်းနေ ပြကြရနော်ကဲဒါဆိုရင်အချိန်ရှိခိုက်လုံးလာစိုက်ကြမယ် မောင်လည်းကွာမောင်လည်းတည်ရဲဆို 对头。特别忙。哪里来找啊？我一困住的。好办的。哪里可以有表达系啦？ကိုပြောစရာရှိလို့ ဟုတ်ကဲ့ ဘာပြောမလို့ပြောလေ ကိုကြီးလူပြောစေ ဟာညီမလေးရာလူစစ်တာမှစစ်နေတော့မြင်နေသေးဗာလဲညီမလေးကကိုမယုံလို့လား ဟုတ်ပါဘူး ဩမသိဘူးလေဟိုလူစစ်လားမင်းနေရောယုံလားမျက်လုံးတွေကြည့်ရတာတမျိုးကြီးဖြစ်နေတာ အဲ့ဆိုအိတ်လေးလေးပါလေးခေါ်နေ ဩကိုအိမ်ဟုတ်လား ဟုတ်တယ် အဲ့ဒါညီမဟိုကိုကဟိုညီမနဲ့ကရည်စားတက်တန်းကလည်းသိမကြသေးရလေကိုမိဘရလည်းကိုဖွင့်ပြောထားမှမရှိဘူးတခုတော့ရှိရကိုမိဘတွေကိုဖွင့်ပြောပြီးရင်တော့လဲခေါ်မှာပေါ့ခေါ်မှာပါနော်သိမစိုးပါနဲ့ချစ်လားနော် နော်
င်းလေး6စနောက်စား ပါပါ ကောင်းတာပေါ့ကဘာပေါ်မှာလေအကောင်းဆုံးစားစားတဲ့တော့မှကိုကောင်းတယ်လို့ပြောဘာဖြစ်လို့လဲသိဒီမှာလေးကိုယ်တိုင်ကိုခွန့်ကြွေးတာမဟုတ်ဘူးကို့ဘဝမှာလေဟိုမင်းကလေးတယောက်ရဲ့အပြုစုယူရဘဝမှာဒါပထမဦးဆုံးချိန်ခံစားလို့တော့တွေ့ကြုံတကယ်တော့ ဟုတ်တယ်ခေါ်တာကိုင်းလိုက်လေ မိုင်းနာတွေပါဒါဟိုတကယ်ချင်းတွေဟိုကောင်မလေးနဲ့သွားတွေးမယ်ဆိုတော့တီးလို့လမ်းပြီးတော့နောက်နေရတော့မသိပါဘူး ရေးကြီးတဲ့ဘုံဝင်ဒီခဏဖုန်းထွက်ပြောတာခဏနော်အကြောက်နော်ခဏလေးနော် ဒီမှာလည်းပြောလို့ရတယ်လေဘာဖြစ်လို့လဲ ဟုတ်ဘူးဒါဟိုအိမ်ဟဒါဖီလာလောကိစ္စဖြစ်နေခဏနော် ဟယ်လိုရှင်ဘယ်ရောက်နေရလဲအတန်နေလဲစူညံနေပါလားအင်းညနေကျရှင်စောစောပြန်လာအောင်လေဟုတ်တယ်လေသမီးဒီနေ့ကာကွယ်ဆေးထိုးရမနေလေရှင်ကလည်းမေ့နေပြီလားပြီးရောအော်ကျမထပ်ပတ်ဆက်တော့နော်ရှင်ဒါပဲအော်မေ့ရင်ငါမီတာလေးလက်ဆောင်အောင်ကြောက်ပြီးသွားရပြီးဟိုအိမ်ကပါဟိုသမင်းစားချိန်အမိပြန်လာခဲ့တဲ့အိမ်မှာလောကိစ္စတစ်ခုရှိနေလို့တဲ့အဲဖားသားကြီးဖုန်းဆက်တယ် အော် စားလိုက် စားလိုက် ဟုတ်အဲ့တင်းဝိုင်းလား ဘိုက်ဒီပြည့်မရဆောင်မလေးကိုလေဟိုကိုအိမ်မှာအလုပ်ကိစ္စပေါ်လာတော့လေပြန်မရတော့နောက်နေ့မှပဲကိုလက်ဆောင်ပစ္စည်းတွေပါလက်ဝယ်ပြီးဒီနေ့ပြန်ကြမယ်နော် ဟုတ်ကဲ့ကိုကြီး ဒါဆိုကိုလိုက်ပို့ပြီနော်ဟာဒီလေးပါကိုကြီးတယ်အေးပါကွယ်ဒီပြေလာတော့မယ်နော်အေးဟုတ်တယ်လာငါလေး ဟဲ့ကိုကြီးဒီမှာအိမ်ကြီးကအရန်လာတော့လေဝယ်ပေးပါလားလို့ အထဲမှာညီမလေးဒီတက်လာတယ်အများကြီးရှိတယ်ထဲထဲကျမှဝယ်ပေးမယ်လေနော်လာပါစိတ်ရှောင်လာပါထဲမှာဝယ်ပေးပါမယ်ဘာလို့လဲတမီးဘာလို့တော့မိုးလာဒုက္ခပဲအေးသမီးအဲ့စိတ်ကတော့ပြတယ်နော်အေးဒုက္ခအေးပါသမီးခဏလေးနော်တပည့်ဖုန်းဆက်တယ်ဒါဒီမှာအေးအများကြီးပဲတိုက်တာ အိမ်ကြီးကအရန်လာတော့ဝယ်ပေးလေကိုကြီး ဝယ်ပေးမှာပေါ့ဒီမလေးရဲ့မွေးနေ့မှာကိုကြီးပေးထားတဲ့ခီးတိုင်းပဲ
လိုချင်တာကိုအကုန်ယူပြီစေဗျာဒီမှာညာကြီးတဲ့ယူမဘယ်အိမ်မှာယူညာကြီးပဲကျင်းယူမယ်ဟုတ်ပြီအားဆုံးမထက်ခလိုက်မိုင်းဒီအိမ် ရမရှိ ဒီပါတပီးရဲ့စီကံတော့မယ်နော်ခဏလေးမောင်လေးခဏလေးပေးဖို့ခေါ်လာခေါ်ရလေရေးတဲ့နာနေသေးကွာ ပိတ်ထားလိုက်ပါဒီနေ့ညီမလေးမွေးနေ့လေဘာဖြစ်လို့လဲ ဟုတ်ပါကွာအဲ့ဒါကိုစပ်ပိတ်လိုက်ပြီနော် ဟုတ်ပါဘူးဒီပါတပီးလေးရဲ့တော့မရှိပါဘူးတော့ပါပဲခဏလေးခဏဟာမထူပါဘူးငါဒီတိုင်းပဲဒီမလေးကိုဒီနေ့တနေ့ကုန်လုံးချိန်ပေးမယ်ဗျာခဏလေးမျက်စိမိတ်တာနော်ဒီမှာရွက်လက်မျက်စိမိတ်တာနော်1 2 3ဆိုမှဖွင့်နော်ညီမလေးရဲ့မွေးနေ့မှာကိုကြီးက surprise ကြီးတိုက်စားရှိခဏလေးဟိုင်းမှားထားတာလေကင်လိုက်တော့မဖွင့်သေးတော့နော်ကင်ထားနော်1 2 3ဖွင့်လို့ရရ စီတယ်လေးအရင်လာလိုက်တာ ကြိုက်တယ်မလား စိတ်တယ်အဲ့ကြောင့်ကိုကြီး ရှင်းလိုက်တယ်နော်โอเคနောက်ဆုံးကိုပတ်ရှင်းလိုက်မယ်ကဲအိမ်လည်းရပြီပန်းစီလည်းရပြီကိုကြီးပြောတဲ့ကိုကြီးပေးထားတဲ့ဂတိတီးတယ်မဟုတ်လား ကြည့်တာပေါ့ ဒါဆိုရင်ငါလေးပေးထားတဲ့ဂတိလည်းကိုကြီးပေါ်မှာတီးရမယ်နော်ဟုတ်ပြီသွားမယ်လားရှင်ဘာလို့ဖုန်းကန်တာလဲ ဟာငါရုံးမှာအစည်းအဝေးလုပ်နေလို့ကွာအထက်လူကြီးဒီနေ့လာအဲ့ဒါကြောင့်ဖုန်းကမကင်မိတာကွာ ဟုတ်ပါပြီရှင်စီဝဲရှိတယ်ဆိုဘာကိစ္စစမိုင်းလိုက်တာလဲ ဒီမှာဒီနေ့အစည်းအဝေးကရိုးရိုးအစည်းအဝေးမဟုတ်ဘူးကွာအထက်လူကြီးဒီနေ့ကအရေးကြီးတဲ့အစည်းအဝေးမို့လို့စက်ပိတ်လိုက်ရတယ်ကွာအစည်းအဝေးမှာဖုန်းကင်လို့မရဘူးမင်းကွာတော့နားလည်ရမှာပေါ့ အဲ့ဒါဆိုရင်ရောရှင်စီဝဲတနေ့ကုန်လုပ်နေရလားထလာပြခေါ်လို့မရဘူးလားဖုန်းပြပါလား အော်ဟုတ်သားပဲကွာငါဖုန်းစက်ပိတ်မိရတာနဲ့အိတ်ထဲထည့်တာမေ့နေတာကွာအဲ့ဒါကြောင့်မမင်းပါ ရှင်ရောရှင်ချိုးတွေရောစယူပြီးကြတဲ့အခုချိန်ပြောင်းနေရောရှင်ကိုရှင်သိရလား ဘာတွေလဲကွာမင်းကလည်းကွာမဟုတ်ပါဘူးငါဘာရှိုးငါငွေရှာရတာတမျိုးအပြင်မှာအတော့ကပင်မရတာမျိုးမင်းတို့မိန်းမတွေကွာမတိတက်လိုက်တာမင်းတို့မိန်းမရလေထက်ခနဲ့ရှိတဝင်းတိုးမယ်ထက်ခနဲ့ရှိယောက်ျားတွေကိုမယုံသင်္ကာဖြစ်မယ်ဘာတွေမှမသိဘူးအားလုံးနောက်တယ် ရှင်ကအခုတော့ပြောလာပြီပေါ့ဘာလဲကျမဒီပုံစံကြီးကလေးမွေးလိုက်ပြီးတော့မှရှင်အခုမှအဲ့စကားတွေပြောလာတာနော်ရှင် မဟုတ်ပါဘူးကွာမင်းကအเจ้าမဲ့တက်တဝင်းတိုးနေရတယ်ကိုပြောနေတာနေသမောမင်းကဒီလောက်တော့အသေးတိုင်ဖုန်းနေခေါ်နေရအောင်ဘာကိစ္စရှိလို့လောက်ကြီးဖုန်းခေါ်နေ ပြောအားလို့ဆက်နေရမဟုတ်ဘူးရှင်ကလေးနေမကောင်းရှင်ဆက်နေတာ ဟောသမီးလေးနေမကောင်းလို့လားသမီးနေမကောင်းတာပဲကွာမင်းရှိနေတာပဲမင်းပြုစုလို့ရနေတာပဲငါအလုံးလုံးနေရတယ်ကွာသမီးနေမကောင်းလဲစေးကန်းလေးပဲတော့ပြလို့မရဘူးလားကွာဟိုမိလုံးရော ဒီနေ့မလာအောင်လေမီလုံးอ่ะအဲ့တော့ကျမတို့ကလည်းကလေးတစ်ဖက်နဲ့ဒီတိုင်းပဲထားပြီးတော့အိမ်ရွက်ပြစ်ထားပြီးတော့ပဲစိတ်ကောင်းတော့ပြရတာဗောရှင် ဟုတ်လားဒါနဲ့အခုသမီးလေးရောတတ်တာ ကလေးအကန်းထဲမှာ ဟောတတ်တာရမလား ဘလို့သက်တာမှာလဲရှင်တရားနဲ့တောင်ရှိတယ်ရှင် ဟာမင်းတို့မိန်းမရလေပြန်လာရင်ဒီလိုပွားစီပြောဖို့ပဲတက်တယ်ဒီမှာငါရှေ့ဘဲကနေပြီးတော့ဒီတအိမ်လုံးမိသားစုစားဝင်နေရတဲ့ဝင်းချနေတာကွာငါအလေလက်တော့လိုက်နေတာမဟုတ် ဟုတ်ပါတယ်ကျမအားရတိုင်းနေတာအိမ်မှာရှင်လေမယူခင်တော့အရှင်ကတစ်မျိုးအခုကျမကလေးတယောက်မွေးပြီးတော့မှရှင်သိုးတယ်ပြောင်းလာတော့ရှင် ဟာဒီမှာမင်းတို့မိန်းမရလေဒီမှာယောက်ျားဆိုတာအိမ်ဦးနယ်ကွာဒီအိမ်ရဲ့စားဝင်နေရေးလူမှုရေးအကုန်လုံးကိုငါတယောက်နဲ့တောင်းယူထားတယ်မင်းငါပဲလေတွေးကြုံလေကွာမင်းအိမ်မှာနေပြီးဘာလုပ်နေလို့လဲခလေးတယောက်ထဲုံပဲရှိတာ ဟုတ်ပါတယ်ရှင်ကငွေချာရှင်ပြောနိုင်မှာ အဲ့လို
လိုမျိုးငါပြောရတာမဟုတ်ဘူးဒါပေမဲ့မင်းကအမြဲတမ်းပွားစီလို့ပြီးတော့အမြဲတမ်းဖုန်းနေခေါ်နေငါစိတ်ညစ်လို့ပါကဲအဲ့ဒါထားရတော့ငါသမီးတက်တာလားမတက်တာငါသွားကြည့်လောက်အခန်းထဲမှာမလား အိတ်မေပဲတဲမသွားကြည့်ရှင်းရစင် ဟုတ်ပြီကွာဟုတ်ပြီ